merchant trade ကိုဘယ်လိုသုံးရမလဲ merchant trade ဆိုတာဘာလဲဒါကငွေလွှဲလို့ရတဲ့ပုံဝန်ဆောင်မှုပါမလေးရှားမှာဆိုငွေလွှဲတာအကောင့်ဖွင့်တာနိုင်ငံခြားငွေပြောင်းတာအကုန်လုပ်လို့ရတယ်နှစ်ဘယ်လိုသုံးရမလဲအလွယ်ဆုံးနည်းက app သုံးပါတဲ့အရင်ဆုံး app download လုပ် Play Store App Store မှာ merchant trade money ရှာနှစ်အကောင့်ဖွင့် IC passport လိပ်စာလိုပါတယ်သုံးငွေဖြည့် bank transfer ဒါမှမဟုတ် cash deposit လေးငွေလွှဲ send money ကိုနှိပ်တငယ်ချင်းဖုန်းနံပါတ်ဘဏ်အကောင့်ထည့်ပမာဏရွေး confirm နှိပ်ပါ okay 9 မိနစ်ပဲကြာမယ်သုံးဘာတွေသတိထားရမလဲသတိထားရမယ့်အချက်တွေလူမားပြီးငွေလွှဲမိရင်ပြန်မရဘူးဖုန်းနံပါတ်အကောင့်နံပါတ်တေချာစစ်ပါငွေလွှဲမဲ့နေ့မှာ exchange rate ကြည့်ပါနေ့စဉ်ပြောင်းနိုင်တယ် agent ဆိုင်သွားရင်လည်း license ရှိမရှိစစ် scan ဖြစ်နိုင်တယ်မလုပ်တဲ့နာတွေတယောက်ယောက်က merchant trade agent ပါဆိုပြီးဖုန်းနံပါတ်တောင်းရင်မပိုးနဲ့ scan ဖြစ်နိုင်ပါတယ် wifi လက်ကားသုံးပြီးငွေလွှဲတာမလုပ်နဲ့ hack ခံရနိုင်ပါတယ်လေးပြဿနာတက်ရင်ဘယ်သူကိုမေးမလဲ customer service ကိုဖုန်းဆက်603 2939 ဒါမှမဟုတ် app ထဲက live chat သုံးပါအဲ့ဒါကပုံမြန်တယ်ငါဘာကြောင့် merchant trade သုံးတင်လဲအခကြီးငွေနေတယ်ဘဏ်တွေထက်ဈေးသက်သာပါတယ်မြန်တဲ့အချို့နိုင်ငံတွေဆို9မိနစ်ပဲကြာတယ် app ကနေအိမ်မှာပဲလုပ်လို့ရပါတယ်စိုင်သွားစရာမလိုပါဘူး UIN ကအဖွဲ့အစည်းကနဲ့လည်းရနိုင်ပါတယ်